ကဲအခုကျွန်တော်နော်ခွေးဖောက်မှာပါတယ်ဖြစ်နေလဲဆိုတော့တွားကြည့်မယ်နော်အခုစောနာပဲတရင်ထွက်လာတယ်ကျွန်တော်နော်ခွေးဖောက်ထဲမှာပြစ်ခတ်မှုဖြစ်ပွားပါတယ်ဆိုပြီးတော့တရင်ထွက်လာတဲ့ရှိအဲ့ဒီတရင်ကိုမှန်ကန်မှုရှိမရှိကိုကျွန်တော်အခုတွားကြည့်မှဖြစ်ပါတယ်အခုတွားနေပါပြီနော်ကျွန်တော်အခုခွေးဖောက်နာရောက်နေပါပြီခွေးဖောက်ထဲကိုအခုကျွန်တော်ခွေးပေါက်ကိုတွားတဲ့လမ်းထက်မှာခဏနေကြကျွန်တော်ကိုတော့မှာဖြစ်ပါတယ်နော်ခဏနေကြဒီခွေးပေါက်တဲ့ကိုကျွန်တော်ရောက်တော့မှာဖြစ်ပါတယ်ဒီနေ့ကိုပြီအခုကျွန်တော်ခွေးပေါက်တဲ့ကိုဝင်နေပါပြီခွေးပေါက်ထဲမှာဝင်နေပါပြီဘာတွေဖြစ်လဲဆိုတာခဏနေကြတွေ့ရတော့မယ်နော်ကဲအခုကျွန်တော်ရောက်မဲ့နေရာကတော့အခုကျွန်တော်တို့ခွေးပေါက်ထဲကမြင်းစီးတဲ့နေရာလေးကိုကျွန်တော်ဂျိုသွားပါပြီကဲအခုခွေးဖောက်အတွင်းထဲမှာဒီမြားလေးပြစ်တဲ့နေရာကိုကျွန်တော်ရောက်နေပါနော်လေးပြစ်တဲ့နေရာမှာကားနှစ်စီးတို့တွေ့တယ်ဒါပေမဲ့ဘယ်ကဲ3စီးရှိပါတယ်ဗျာနော်သူတို့ပြစ်ခတ်မှုဖြစ်တယ်ဆိုတဲ့နေရာကဘယ်နေရာလဲဆိုတာကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ကျွန်တော်တွားကြည့်မယ်လေနော်မရှိတော့လဲပြန်လှည့်လာကြတာပေါ့နော်တည်ရွက်တွေလည်းကျွေးလို့နော်တကယ်ပြင်းစရာကောင်းတယ်ဒီလိုမျိုးချိန်ဆိုတော့တောင်ပေါ်လေးကိုတော့တော်တော်လေးကိုတတိရတယ်တတိယဆရာလေးပါနော်လမ်းလျှောက်တဲ့လူတွေတွေ့ရတယ်နော်ဟိုမှာလမ်းလျှောက်နေကြတယ်ဟိုမှာပြေးတဲ့လူတွေလည်းရှိပါတယ်ကဲအဲ့ဒီလိုကြားထဲမှာတော့မှာနော်ကြီးကိုခိုးပစ်တဲ့လူတွေကရှိသေးတယ်နော်မနေ့ကညနေပိုင်းကကျွန်တော်တွေ့လိုက်တယ်အဲ့ဒီကြီးခိုးပစ်တဲ့လူတယောက်ကိုကျွန်တော်တွေ့လိုက်တယ်အဲ့ဒါဘယ်သူလဲဆိုတော့မပြောတော့ပါဘူးเนาะနာမည်ပြက်မှာဆိုတော့เนาะဟိုမှာလူတွေကတော့အေးဆေးပဲလမ်းလျှောက်နေကြပြစ်ခတ်မှုဖြစ်တယ်ဆိုပြီးတော့ကြေညာထားဆက်ပြီးတော့စီကြတာပဲเนาะဘယ်နားမှာအဲ့ဒီပြစ်ခတ်မှုဆိုတာဘယ်နားမှာဖြစ်တာလဲဘာကြောင့်အဲ့ဒီပြစ်ခတ်မှုဆိုတာဖြစ်ရတာလဲကျွန်တော်လည်းသိချင်တယ်ကဲကျွန်တော်ဆက်သွားမှာကွာเนาะဆက်မောင်းမယ်ဘယ်နားမှာရှိမလဲဆိုတာများသောအားဖြင့်ဒီခွေးဖောက်မှာနော်အရက်သမားတို့နော်ပိန်းသမားတွေသွားစုပြီးတော့ညနေ9 နာရီလောက်ဆိုအမှအမြဲတမ်းတနတ်နဲ့တယောက်ကိုတယောက်ပြစ်ကြတယ်နော်အဲ့လိုမျိုးဖြစ်တယ်နေရာလေးဖြစ်တယ်တည်တဲ့လူတွေအဲ့ဒီခွေးဖောက်တုံထိတ်မှာတည်တဲ့လူပေါင်းကတော့မနှဲတော့ဘူးနော်အဲ့ဒီနေတော်ဆိုးတဲ့ဖောက်ပဲပျော်စရာကောင်းတယ်လို့နော်ဆိုးတဲ့ကြောက်စရာလည်းကောင်းတဲ့ဖောက်ကလေးဖြစ်ပါတယ်ကြီးရတဲ့လောက်ကတော့เนาะလူတွေကတော့တီငင်အေးဆေးနေပဲလမ်းလျှောက်နေကြတာကိုတွေ့ရတယ်เนาะတွေ့လားဟောမှာသူတို့ကအေးဆေးပဲတီငင်ကြောက်ရွံ့မှုမရှိဘူးเนาะသူတို့ကလုံးဝကြောက်ရွံ့မှုမရှိဘူးဒါမှမဟုတ်ပြဿနာဘာပြဿနာမှမဖြစ်တယ်လို့ပဲလမ်းလျှောက်နေကြတယ်တကယ်လို့ပြီးသွားပြီလားเนาะပြီးလို့